အားလုံးပဲမင်္ဂလာပါရှင် TND Knowledge Share Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာကျမတို့မသိလိုက်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိနေပါတယ်ရှင်ဒီနေ့မှာတော့တငယ်ချင်းတွေနဲ့လည်းရင်းနှီးပြီးသားဖြစ်တဲ့ရဲယိုပင်ရဲ့အကြောင်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရဲယိုရွက်ကိုဟင်းချက်စားလို့ရတယ်လို့ငါးနဲ့ရောပြီးတော့စင်ကော့ချက်စားလို့တဲ့အရန်ကိုရတာရှိပါတယ်ရှင်။ဒါအပြင်ရဲယိုဒီကိုဖြော်ရီလုပ်ပြီးတော့လဲတောက်နိုင်ပါတယ်နော်။အရေးကြီးတာကတော့ရဲယိုပင်ဟာတပင်လုံးဒီပါဆေးဘက်ဝင်တဲ့အပင်မျိုးပဲဖြစ်ပါတယ်ရှင်။အဲ့ဒီလိုရဲယိုပင်လေးကပေးနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးကတော့၉ချက်ကိုရှိပါတယ်နော်။တငယ်ချင်းတွေကိုအသေးစိတ်လေးမျှဝေပေးသွားပါမယ်ရှင်။နံပါတ်1အနေနဲ့ကတော့အခိုက်အခဲပျောက်စီခြင်းပဲဖြစ်ပါတယ်။တချို့ကရဲယိုကိုခေါင်းကိုက်ပြောက်ပင်လို့တောင်ခေါ်ကြပါတယ်နော်အစစ်အမြစ်နာလေးဘက်နာလိုဝေဒနာတွေကိုတဘာဝနည်းနဲ့လည်းတတ်စေနိုင်ပါတယ်နံပါတ်2ကတော့ကိုခံအားကိုမြင့်တင်ခြင်းပဲဖြစ်ပါတယ်ရဲယိုမှာပါဝင်တဲ့အာဟာရဓာတ်တွေကြောင့်ခန္ဓာကိုယ်ရဲ့ကိုခံအားကိုမြင့်တင်ပေးနိုင်ပါတယ်ဒါကြောင့်တုပ်ခွေးအေးမိတာစတဲ့ကုသယောဂတွေကနေလည်းကာကွယ်ပေးနိုင်ပါတယ်ရှင်နောက်ထပ်တစ်ချက်ကတော့အိပ်ပျော်စေခြင်းပဲဖြစ်ပါတယ်ရှင်အိပ်မပျော်တဲ့သူတွေအတွက်ရဲယိုဟာအထောက်အကူဖြစ်နိုင်ပါတယ်စိတ်ကိုတက်တာစေပြီးတော့အိပ်ပျော်စေတဲ့ဟော်မုန်းတွေကိုလှုံ့ဆော်ပေးနိုင်ပါတယ်ရှင်နံပါတ်4ကတော့အရေးပြားနဲ့ဆန်သားကျန်းမာစေခြင်းပဲဖြစ်ပါတယ်ရှင်ရဲယိုမှာပါဝင်တဲ့ဓာတ်တွေကြောင့်အသားအရည်ကိုနှုတ်ပြစေပြီးတော့ဆန်သားတွေကိုလည်းတန်ဆွမ်းစေပါတယ်ဒါအပြင်လက်သက်ခြေတွေတွေကိုပါကျန်းမာစေနိုင်ပါတယ်ရှင်နံပါတ်5ကတော့ကင်ဆာကိုကာကွယ်ပေးနိုင်ခြင်းပဲဖြစ်ပါတယ်ရှင်။ရဲယိုမှာပါဝင်တဲ့ဓာတ်များဟာခန္ဓာကိုယ်ရဲ့ကမကောင်းတဲ့ဆဲတွေကိုတိုက်ဖြတ်နိုင်အောင်ကူညီပေးနိုင်ပါတယ်ရှင်။ဒါကြောင့်ကင်ဆာဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါတယ်။နံပါတ်6တွေးတိုးကျစေခြင်းပိုတက်ဆီယမ်ပါဝင်မှုကြောင့်တွေးကြောတွေကိုပြေလျော့စေပြီးတော့တွေးတိုးကိုလည်းလျှော့ချပေးနိုင်ပါတယ်ရှင်။နောက်ထပ်တစ်ချက်ကတော့ကိုလက်စထရောကိုလျှော့ချပေးခြင်းပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့တွေးတွင်းထဲမှာရှိတဲ့မကောင်းတဲ့အဆီဓာတ်တွေကိုလျှော့ချပေးနိုင်ပြီးတော့တွေးချောပိတ်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်ရှင်။နံပါတ်8အချက်ကတော့မှတ်ဉာဏ်ကိုကောင်းစေခြင်းပဲဖြစ်ပါတယ်ရှင်။တွေးလည်ပတ်မှုကောင်းလာတာကြောင့်အုံနောက်ကိုကျန်းမာစေပြီးတော့မှတ်ဉာဏ်ကိုလည်းတိုးတက်စေနိုင်ပါတယ်ရှင်။ကဲနောက်ဆုံးတစ်ချက်လေးကတော့ဝမ်းမှန်စေခြင်းပဲဖြစ်ပါတယ်ရှင်ရဲယိုမှာအမြင်တက်များစွာပါဝင်တာကြောင့်ဦးလန်းချောင်းကိုကျန်းမာစေပြီးတော့ဝမ်းမှန်စေပါတယ်ရှင်ကဲနောက်ထပ်ရဲယိုရဲ့အသုံးဝင်မှုတွေကတော့ရဲယိုဟာဆိုလို့ရှိရင်လေနာယောဂချောင်းဆိုးစီးကြိုစီးသွားနာခြင်းတွေကိုလည်းတတ်တာစေနိုင်ပါတယ်ရှင်အမျိုးသမီးများအတွက်လည်းယာဒီသွေးမှန်စေပြီးတော့ယာဒီမတိုင်မီဖြစ်တတ်တဲ့လက္ခဏာတွေကိုလည်းတတ်တာစေနိုင်ပါတယ်ရှင်ဒီလိုကြောင့်ရဲယိုဟာတဘာဝဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပြီးတော့နေ့စဉ်အသုံးပြုတဲ့အာဟာရတစ်ခုတည်းဖြစ်ပါတယ်နော်ဒီဗီဒီယိုလေးကိုသဘောကျရဲ့ဆိုလို့ရှိရင်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့မေတ္တာရက်ခံပါတယ်ရှင်ငွေချင်းတွေအားလုံးလည်းတာယာပျော်ရွှင်တော့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်